စင်းရဲလုံးနဲ့လဲသမားမိသားစုကနေဟောလီဝုဒ်ထိအောင်မြင်လာခဲ့တဲ့ထိုင်းနိုင်ငံရဲ့တူဦးတဲတော်မင်းသားကလေးဘွားတွေကကိုခံပညာကိုအရန်ယူသွတ်ခဲ့တာကြောင့်ကြီးလာရင်လူဆိုးတယောက်ဖြစ်မဲ့ကောင်လို့အပြောခံရတဲ့သူတယောက်ကကဘာကျော်တယောက်ဖြစ်အောင်ကြိုးစားပြခဲ့တဲ့မင်းသားတိုနီဂျာလို့ပြောလိုက်တာနဲ့အွန်ဘတ်လို့ခေါ်တဲ့ဂမွေထိုင်းဝါကြီးရဲ့ရုပ်ရှင်စကားနဲ့လှပတဲ့ဒူးတောင်တိုက်ခွက်တွေမျက်စိမလွှဲနိုင်တော့စတန်ပြခွက်တွေနဲ့ကဘာကျော်ခဲ့တဲ့အထိအောင်မြင်လာခဲ့တဲ့သူဆိုတော့အားလုံးပဲသိထားပြီးသားဖြစ်မှာပါသူ့ကို1986ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့ထိုင်းနိုင်ငံစူယင်ပြည်နယ်ကရွာလေးတီဝါမှာမွေးဖွားခဲ့ပြီးကလေးဘွားတွေကဘလွတ်စလီဂျကီရှန်တို့ရဲ့ဇာတ်ကားတွေကိုကြည့်ပြီးကိုခံပညာကိုအရန်စိတ်ဝင်စားခဲ့တာအရှင်မင်းသားဖြစ်ဖို့အိမ်မက်မှတ်ခဲ့ပါတယ်ဒါကြောင့်တိုနီကကလေးတဘာဝဆော့ကစားရမယ့်အချိန်မှာအမြဲလူလိုတိုင်းပဲကြည့်နေခဲ့ပါတယ်ဒါကြောင့်ပတ်ဝန်းကျင်ကမင်းကကြီးလာရင်လူစုတယောက်ဖြစ်မဲ့ကောင်လို့တမုတ်ခံခဲ့ရပါတယ်ဒီလိုနဲ့တိုနီအသက်10နှစ်သားအရွယ်မှာပဲသူမိဘတွေကတားဖြစ်သူအိမ်မက်ကိုအကောင့်ထဲပေါ်ပြီးဖို့ဆုံးဖြတ်ခဲ့ပြီးရွာနာကဖုန်းရင်းကျောင်းမှာမွေထိုင်းတိုက်ခတ်ရေးပညာကိုတင်ယူတက်မြောက်စေခဲ့ပါတယ်သူကမွေထိုင်းကိုနေ့စဉ်နိုင်ပေါင်းများစွာအပြင်းထန်လေ့ကျင့်ခဲ့ပြီး1994ခုနှစ်မှာတော့အရှင်ဒါရိုက်တာပန်နာရတီဂရန်ရဲ့စကားတကားကိုမထင်မှတ်ပဲကြည့်မိရာကနေဆရာတင်ဖို့ဆုံးဖြတ်ခဲ့ပြီးစူးစမ်းမှုရဲ့ရလဒ်ကိုတက်တည်ပြဖို့ခွန်ကားမှရှိတဲ့ဆရာဖြစ်သူရဲ့ရိုက်ကူးရေးနေရာထိတွားရောက်တွေ့ဆုံခဲ့ပါတယ်နောက်ပိုင်းမှာပန်နာရဲ့ဇကားတွေမှာအစားထိုးရိုက်ကူးရတဲ့လူမသိတဲ့ကလာကနောက်ွယ်ကစတန်မန်နီယာကနေ14နှစ်ထိတိုင်အောင်ခက်ခက်ခဲခဲအိမ်မက်ကိုအသက်သွင်းခဲ့ရပါတယ်တိုနီရဲ့ဘာမှမဟုတ်တဲ့နေရာလေးတွေမှာတော့အစွမ်းကိုစူးစမ်းတတ်တဲ့အရေးအသွေးတွေကိုတတိထားမိသွားတဲ့ဒိုင်တာပရက်ရှာပင်ကေးကတိုနီတဲ့ဇကားကောင်းတကားဖန်တီးပေးဖို့ယုံကြည်ဆုံးဖြတ်ခဲ့ပြီး2003ခုနှစ်မှာတော့အွန်ဘတ်ဆိုတဲ့ရုပ်ရှင်ဇကားကြီးနဲ့ခေါင်းဆောင်မင်းသားနေရာကနေပရိသတ်တွေရှေ့အရောက်ပို့ပေးခဲ့ပါတယ်ဒီဇကားထဲမှာသူကအန်ဒီရရှိတဲ့စတန်တွေကိုတော့ CGI လုံးဝမသုံးမဲ့ကိုယ်တိုင်အနာခံပြီးအစွမ်းကိုစူးစမ်းတတ်တဲ့အရေးရှင်းတွေကြောင့်ပဲတကဘာလုံးတိုနီဂျာဆိုတဲ့နာမည်ကိုအတိမတ်ပြုရလောက်အောင်ဒီအောင်မြင်ကြော်ကြားခဲ့ပါတယ်သူရဲ့အောင်မြင်မှုကဟောလီဝုဒ်ထိရှေ့ဆက်နိုင်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့တူဦးတဲသောမင်းသားဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်တိုနီဂျာဟောလီဝုဒ်ထိပေါက်ရောက်ခဲ့တာဟာသူရဲ့ရည်မှန်းချက်ကြီးမားမှုနဲ့ဇွဲမလျှော့ပဲအစွမ်းကိုစူးစမ်းခဲ့တာကြောင့်သာဖြစ်လာခဲ့တာပါဟောလီဝုဒ်မှာပထမဦးဆုံးဇာတ်ကားကိုလည်း2015ခုနှစ်မှာထုတ်လုပ်ရိုက်ကူးခဲ့တဲ့ဖြူရီရဲ့7ဇာတ်ကားနဲ့ကမ္ဘာတဝန်းကပရိသတ်တွေရှေ့ရှာပြခဲ့တာအဲ့ဒီနေ့ရဲ့ဝင်ငွေအများဆုံးဇာတ်ကားဖြစ်ရက်တီကအောင်မြင်မှုတွေကိုထပ်မံသိမ်းပိုက်ပြခဲ့ပါတယ်တိုနီကယုံကြည်မှုရဲ့ပန်းနိုင်ကိုဘယ်သူမှမတူအောင်အားကိုအားကန်လိုက်ခဲ့ပြီးကမ္ဘာတဝန်းကပရိသတ်တွေရဲ့အတိမတ်ပြုမှုထိုင်းနိုင်ငံရဲ့အမျိုးမျိုးသောဂုဏ်ပြုခံရမှုတွေကိုရရှိခဲ့ပါတယ်နောက်ဆုံးမှာသူငယ်ငယ်တွေကအရန်အားကျခဲ့ရတဲ့ဂျကီရှန်ကိုယ်တိုင်ချီးကျူးဂုဏ်ပြုခဲ့ပြီးသူနဲ့အတူတူဇာတ်ကားရိုက်ဖို့ထိပါကမ်းလှမ်းခဲ့မှုပါတယ်အွန်ဘတ်ဇာတ်ကားကသူ့ကိုနာမည်ကြီးစေခဲ့တာပဲမဟုတ်ဘူးမွေထိုင်းကိုကမ္ဘာအသိအောင်ရှာပြပေးနိုင်ခဲ့တယ်ထိုင်းရုပ်ရှင်လောကကိုနိုင်ငံတကာဈေးကွက်ထဲထိခေါ်ဆောင်သွားနိုင်ခဲ့တယ် CGI မသုံးပဲကိုယ်တိုင်လှုပ်ရှားခဲ့တဲ့လုပ်ခဲ့တာကသူ့ရဲ့ရဲရဲမှုနဲ့စီကံကိုပြသခဲ့တယ်သူကကိုယ်အောင်မြင်မှုအတွက်ပဲမလုပ်ခဲ့ဘူးသူ့နိုင်ငံအတွက်လုပ်ခဲ့တယ်သူ့ယဉ်ကျေးမှုအတွက်လုပ်ခဲ့တယ်တိုနီဂျာရဲ့ဘဝကကျွန်တော်တို့တင်ပေးရတစ်ချက်ရှိတယ်အောင်မြင်မှုဆိုတာတနေ့တည်းနဲ့မရဘူးအောင်မြင်မှုဆိုတာနေရာတိတိလေးတွေစူးစီးထားတဲ့ရလဒ်ပဲသူ့မှာကံကောင်းမှုမရှိခဲ့ဘူးဒါပေမဲ့စီကံရှိခဲ့တယ်သူ့မှာအခွင့်အရေးမရှိခဲ့ဘူးဒါပေမဲ့ပြင်ဆင်မှုရှိခဲ့တယ်တိုနီဂျာကလယ်သမားတစ်ယောက်ကနေကဘာကျော်ဖြစ်နိုင်တယ်ဆိုတာတက်တည်ပြခဲ့တယ်ဒါကြောင့်တင့်ရဲ့စတင်ရနေရာကအရေးမကြီးဘူးတင်စူးစမ်းနေရဆိုရင်တင့်အဆုံးကကဘာအဆင့်ဖြစ်နိုင်တယ်